မင်္ဂလာပါ Sourcestar ရဲ့ School Management Platform မှာပါဝင်တဲ့ Language Center, Learning Center, Education Center တွေမှာအသုံးပြုနိုင်တဲ့ function အကြောင်းကိုမိတ်ဆက်ပြောပြပေးမှာဖြစ်ပါတယ်။ Language Center, Learning Center, Education Center တစ်ခုချင်းစီရဲ့ requirement တွေနဲ့အညီ batch တွေ program တွေကိုစိတ်ကြိုက် configure လုပ်ပြီးအသုံးပြုနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။ကျောင်းသားကျောင်းသူတွေရဲ့ပြိုင်ပွဲဝင်စုရရှိမှုမှတ်တမ်းတွေကိုပါစနစ်တကျထည့်သွင်းထားနိုင်တဲ့အတွက်ကျောင်းသားတစ်ဦးချင်းစီရဲ့အရေးအချင်းတိုးတက်မှုတွေကိုအချိန်မရွေးပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကျောင်းသားကပေးဆောင်မှုပိုင်းမှာဆိုရင်လည်းကျောင်းသားတစ်ယောက်ချင်းစီအတွက် discount တွေ school fee တွေကိုမတူညီရင်မတူညီသလိုသတ်မှတ်ပေးနိုင်ပါတယ်။ကျောင်းသားကကိုတစ်ခါတည်းအပြတ်ကောက်ယူနိုင်တယ်လို့လိုအပ်ချက်အရအရေးကြစနစ်ရှက်ကျူးတွေနဲ့ခွဲခြားသတ်မှတ်ပြီးတော့ကောက်ယူနိုင်တဲ့ function တွေလည်းပါဝင်လာကြောင်းငွေစည်းရင်းပိုင်းမှာဆိုရင်လည်းအင်မတန်အဆင်ပြေသွားမှာပါနောက်ဆုံးအနေနဲ့လုပ်ငန်းရဲ့အခြေအနေကိုသိရှိဖို့ batch summary report ရှိပါတယ်ဒီမှာဆိုရင် batch alike program alike ကျောင်းသားတွေရဲ့ pay and pay နဲ့ revenue စုစုပေါင်းတွေကိုအသေးစိတ်စစ်ဆေးနိုင်တဲ့အတွက်စီရင်စရာမှားယွင်းမှုလုံးဝမရှိစေဘဲစနစ်တကျစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်Sourcestar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေအကြောင်းကိုသိရှိပြီးလူကြီးမင်းတို့အကြောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းနံပါတ်တို့ဖြစ်စေ Sourcestar ရဲ့ Facebook Messenger Viber တို့ကနေဖြစ်စေဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ရှင်။